လက်ရှိ Premier League ရဲ့အကောင်းဆုံးကွင်းလယ်လို့တယောက်ဖြစ်တဲ့ Declan Rice အကြောင်းသင်တကယ်သိရလား Arsenal ပရိသတ်တွေတင်မကပဲဘောလုံးဝါသနာရှင်တိုင်းတည်ထားတဲ့အချက်၅ချက်ကိုပြောပြပေးပါမယ်။ Number 1သူဟာ Chelsea Academy ထပ်ပါဒါပေမဲ့အသက်14နှစ်အရွယ်မှာ Chelsea ကသူ့ကိုမတော်ဘူးဆိုပြီးထုတ်ပယ်ခဲ့တာပါဒါပေမဲ့သူအရှုံးမပေးပဲ West Ham မှာကြိုးစားခဲ့လို့အခုလိုထိပ်တန်းကစားသမားဖြစ်လာတာပါ Number 2 Rice ဟာအင်္ဂလန်လက်ရွေးစင်ကဖြစ်ခင်မှာ Ireland လက်ရွေးစင်အသင်းအတွက်ခြေစမ်းပွဲ3ပွဲအထိကစားပေးခဲ့မှုပါတယ်နောက်မှာအင်္ဂလန်အသင်းကိုပြောင်းလဲရွေးချယ်ခဲ့တာပါ Number 3 Arsenal အသင်းဟာသူ့ကိုပေါင်105သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပြီးဒါဟာပြတင်ကစားသမားတစ်ယောက်အတွက်ဒုတိယမြောက်အမြင့်ဆုံးပြောင်းရွှေ့ခြင်းစံချိန်တင်ခဲ့တာပါ Number 4သူဟာအသက်23နှစ်အရွယ်မှာတဲ့ West Ham အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်ခဲ့ပြီးဥရောပဖလားကိုပါပို့ဆွဲအောင်ဦးဆောင်ပေးနိုင်ခဲ့သူပါနောက်ဆုံးတစ်ချက်တော့သူဟာအစားအသောက်အရန်ကြိုက်တတ်ပြီးပွဲမကစားခင်တိုင်းမှာကာဘိုဟိုက်ဒရိတ်ကျွဲဝါတဲ့ Sea Bass ငါနဲ့ထမင်းကိုအမြင်စားလေးရှိပါတယ်မိတ်ဆွေတို့ရော Declan Rice ဟာလက်ရှိကပ္ပအကောင်းဆောင်ကွင်းလယ်လို့ထင်ပါသလား comment မှာပြောသွားပေးပါဦး